လာမယ့်လန်ဒန်ဒါဘီပွဲစဉ်မှာချက်စီကိုနိုင်ကံရမယ်ဆိုတဲ့မာဒိုအီဂီအားလုံးမင်္ဂလာပါပြီးခဲ့တဲ့ချန်ပီယံလိပွဲစဉ်မှာအာဆင်နယ်ကဘိုင်ယန်မြူနစ်အသင်းကို3ဂိုးတခုဆိုတဲ့ရလဒ်နဲ့ဂိုးပြနိုင်ရခဲ့တာအားလုံးသိကြမှာပါဒီပွဲစဉ်မှာချက်စီကနေအာဆင်နယ်အသင်းကိုဒီယာတီမှာပြောင်းရွှေ့လာခဲ့တဲ့မာဒိုအီဂီကပွဲစဉ်69မိနစ်အရောက်မှာကာလာဖီယိုရီရဲ့ဖန်တီးပေးလိုက်တဲ့ဘောလုံးကိုလိုက်တဲ့ပိတ်သွင်းသွားခဲ့ပြီး3ဂိုးတခုသွင်းနိုင်ခဲ့တာဖြစ်ပါတယ်ဒီ3ဂိုးကမာဒိုအီဂီအတွက်တော့အာဆင်နယ်ကစားသမားဘဝပထမဆုံး3ဂိုးဖြစ်ပြီးသူ့အတွက်လည်းယုံကြည်မှုမြင့်မားလာစေတဲ့3ဂိုးဖြစ်ခဲ့တာပါဒါပြင်ဒီပွဲမှာဂိုးသွင်းနိုင်ခဲ့တဲ့မာဒိုအီဂီကပွဲပြီးအင်တာဗျူးတစ်ခုမှလည်းအသင်းအောင်ချက်စီနဲ့တွေ့ရမယ့်ပေါ့ဆေးလွတ်ရှာမိကြောင်းနဲ့ချက်စီကိုနိုင်ငံပြမယ်ဆိုပြီးတော့ပါကြိုးဝါးသွားခဲ့တာဖြစ်ပါတယ်မာဒိုအီဂီကဒီပွဲကအန်အောပွဲစတိတ်မန့်တစ်ခုပါပဲဒါပေမဲ့ကျွန်တော်တို့နေ့စဉ်နေ့တိုင်းဘယ်လိုမျိုးကြိုးစားအားထုတ်လဲဆိုတာသိပါတယ်ဒီလိုပွဲမျိုးကိုကျွန်တော်တို့အမေရိကန်စွမ်းဆောင်ကစားပြမယ်ဆိုတဲ့ယုံကြည်ချက်မျိုးတွေပြည့်နေတာပါဒီနေ့ပွဲရလက်ကိုဂျင်းနေပါတယ်ဒါပေမဲ့တနင်္ဂနွေနေ့ကျရင်ကျွန်တော်တို့ပွဲချင်းတော်ပွဲရှိပါသေးတယ်အဆင့်တင်းတဲ့နေ့နဲ့ထိတိုက်တွေ့မဲ့ပွဲပါသူတို့ကလည်းထိတန်းသင်းဖြစ်တယ်လို့ကျွန်တော်တို့ကလည်းထိုနည်းတူပါပဲဒီတော့ပွဲကောင်းပွဲဖြစ်လာမှာပါဘုရားသခင်ရဲ့လူတော်အတိုင်းပါပဲကျွန်တော်တို့ကတော့လိုချင်တဲ့ရလက်ကိုရအောင်ယူသွားမှာပါလို့ပြောဆိုသွားခဲ့တာဖြစ်ပါတယ်မာဒိုအီဂီက2022-23ရာသီမှာပီယက်ကွီသင်းကနေချက်စီသင်းကိုရောက်ရှိလာခဲ့တာဖြစ်ပြီးချက်စီနဲ့အတူ3ရာသီကြာပြတ်တန်းပြီးကမှအာဆင်နယ်ကိုရောက်ရှိလာခဲ့တာဖြစ်ပါတယ်ရာသီစမှာတော့ဒဏ်ရာပြဿနာတွေကြောင့်ပွဲတော်ခွင့်သိမ်းမရခဲ့ပေမဲ့ဒဏ်ရာပြဿနာကသက်သာလာချိန်မှာတော့တကူးသွင်းကအကောင်းဆုံးခြေစွမ်းပြသနိုင်ခဲ့တာပါဒါကြောင့်လာမယ့်လန်ဒန်ဒါဘီပွဲစဉ်မှာတော့မာဒိုအီဂီပါဝင်လာမယ့်အာဆင်နယ်အသင်းကစတန်ဖို့ဘရတ်မှာချက်စီကိုအနိုင်ယူနိုင်မလားဆိုတော့စောင့်ကြည့်အောင်ပါဖြစ်ပါတယ်